အခုမှမျက်ခုံတက်တူစထုံးမဲ့ဧည့်သည်တွေမှာချင်မြင်ပြီးတော့ပြဿနာတွေကြုံတွေ့နေရတဲ့အချက်၃ချက်ရှိပါတယ်ရှင်။နံပါတ်1အချက်ကတော့ကျမတို့မျက်ခုံဖောင်လေးတွေဆွဲပေးတဲ့အခါမှာသူတို့စိတ်ထဲမှာကြီးနေတယ်လို့ထင်နေတဲ့အချက်ပဲဖြစ်ပါတယ်။ကျမတို့ကခဲတံလေးတွေနဲ့ဆွဲရတာဖြစ်တဲ့အတွက်အပေါ်ပေါင်အောက်ပေါင်လေးတွေကိုမျက်ခုံလေးတွေဆွဲရပါတယ်။အဲ့ဒီခါမှာသူတို့စိတ်ထဲမှာကြီးနေတယ်လို့ထင်ပါတယ်။အဲ့တော့ကျမတို့ကမျက်ခုံထိုးတဲ့အခါမှာ20% လောက်ကျုံတာဖြစ်တဲ့အတွက်ဆွဲပေးတဲ့အခါမှာလည်းအနည်းငယ်တော့ကြီးပေးရပါတယ်ရှင်။ဒုတိယအချက်ကျမတို့မျက်ခုံလေးတွေထိုးလိုက်တဲ့အခါမှာ customer တွေကမျက်ခုံတွေအရန်ထင်သွားပြီးမမဲကြီးတွေဖြစ်သွားပြီးဆိုပြီးတော့ထင်မြင်ကြပါတယ်ကျမတို့ကအရေးပြားတဲ့ကိုစေးဝင်အောင်ထိုးရတာဖြစ်တဲ့အတွက်ပထမအဆုံးထိုးတဲ့အချိန်လေးမှာတော့အနည်းငယ်လေးတော့ပိုထင်နိုင်ပါတယ်ရှင်တတိယအချက်ကျမတို့မျက်ခုံလေးတွေထိုးပြီးအနက်ဖေးတွေကွာသွားတဲ့အချိန်မှာဘာရောက်မှမကြမ်းဘူးဆိုတော့စိတ်ထဲမှာထင်မြင်ခံစားရတဲ့အချက်ပဲဖြစ်ပါတယ်ဒီအချက်ကဆိုလို့ရှိရင်ကျမတို့ကမျက်ခုံလေးတွေကိုဆက်စချင်းထိုးလိုက်တဲ့အခါမှာပို့ပြီးတော့ထင်းနေတယ်3ရက်လောက်ကြာလို့ရှိရင်တော့အနက်ဖေးလေးတွေကွာကျသွားတယ်အနက်ဖေးလေးတွေကွာကျသွားတဲ့အချိန်မှာတော့ဆေးလေးတွေကွာသွားတာဖြစ်တဲ့အတွက်အသားလေးကဖြူဘက်ဖြူရော်လေးဖြစ်သွားပါတယ်ဒါဒီပုံမှန်ဖြစ်စင်ပါပဲရှင်ကျမတို့အရေးပြားလေးတွေက skin cell တွေအလုံးလုံးနေတာဖြစ်တဲ့အတွက်3ရက်မြောက်လောက်ကြာဖြူဖြူဖြူဖြော်လေးတွေဖြစ်သွားတတ်ပါတယ်အချိန်တစ်ခုလေးကြာလာတဲ့ခါကျမှဖြည်းဖြည်းနဲ့ဆေးရောင်လေးတွေကတက်လာမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီ3ချက်ကကျမတို့အများအား customer တွေကကြုံတွေ့နေရတဲ့ခံစားချက်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကျမတို့မျက်ခုံလေးတွေဘောင်ဆွဲတဲ့ခါမှာလည်းစိုက်ကြည့်ပြီးဆွဲရပါတယ်ထိုးတဲ့အခါမှာထင်းထင်းလေးထိုးပေးရပါတယ်အနက်ဖေးလေးတွေကွာကျသွားတဲ့အခါမှာအယောင်လေးတွေဖြောသွားတတ်ပါတယ်ဒီအရာတွေဒီပုံမှန်ဖြစ်စင်ပါပဲရှင်တလားပြည့်တဲ့အခါမှာတော့ site ကလေးကလည်း 20% ကျုံသွားသလိုအယောင်လေးကလည်းတဘာဝဆန်ဆန်လေးရရှိလာမှာဖြစ်တဲ့အတွက်ဒီ3ချက်ကိုကျမတို့က customer တွေအမြဲတမ်းရှင်းပြပေးရပါတယ်ဒါပေမဲ့လည်းဒီ customer တွေအမြဲတမ်းစိုးရိမ်စိတ်ရှိနေတာဖြစ်တဲ့အတွက် complaint လေးတွေတော့အမြဲတမ်းဖြေရှင်းရပါတယ်အဲ့တော့ဒါလေးတွေကိုကျမရဲ့ customer တွေကိုသိစေချင်တဲ့အတွက် sharing လေးလုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ရှင်အဲ့တော့လုံးဝစိုးရိမ်စရာမလိုပါဘူးဒါတွေက normal ဖြစ်စဉ်ပုံမှန်ဖြစ်စဉ်ပါပဲရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမကတော့ eyebrow eyeliner lip coloring ကို specialist service ရော training ပေးနေတဲ့ Venus ပါရှင်